ဘာမှဆော့စရာမရှိရင်သေးရွက်ကိုကောက်ပြီးတော့ဆော့ပါတယ်ဒီနေ့ဘာလို့ဘလို့ကြိုက်ရမလဲဘာလို့ဘလို့ဆော့ရမလဲဆိုတော့စဉ်းစားနေတယ်အကိုကြီးပါအဆော့စိမ်မှာအဆော့စိမ်